ဆန်ဆောင်တကန်လေးပေါ့ဗျာတကန်လေးတော့ original cut ကလေးပြတ်သွားတယ်ဒါလေးကိုကျွန်တော်တို့မှာ cut အစ်စ်ပေါ့နော် cut အစ်စ်ကျွန်တော်တို့တက်ပြီးမှာပေါ့နော် cut အစ်စ်တက်ပြီးမှာတော့ဒီမှာနော်ဒါလေးကိုကြောက်တက်ပြီးမှာဒိုင်းမွန်တော့လည်းချုပ်ပြတ်တာချုပ်တာချုပ်ချုပ်ပြတ်သူနဲ့ cut တက်ကောင်းလို့ပေါ့နော်ဒါကြည့်လိုက်နော်ချုပ်ပြတ်နောက်ကနော်ချုပ်တဲ့နေတာလေးကိုကျွန်တော်တို့ကလဲပေးမှာပေါ့နော်ဆက်ကြည့်နော်ဒီမှာလဲရတာလေးဒီကလေးလေးကိုပါနော်အစ်စ်ကလေးကိုပေါ့ပြန်ပြီးကျွန်တော်တို့ဆော့ပြလေးပြန်တက်နော်ဒါလေးကတော့နားလေလို့တော့မြန်တော့ပါဗျာနားမလဲတော့ရှောက်မတက်နဲ့ပေါ့နော်အဲ့တော့အချို့ကလေဒါလေးတွေမကဘဲနဲ့ချစစ်ရတယ်လေအစ်စ်လေးစစ်ရတယ်လေရှိသေးရပါဘူးအဲ့ဒါလေးကပညာကန်းပေါ့ဗျာနားမလဲပဲနဲ့ရှောက်လို့တော့ပျက်စီးသွားနိုင်တယ်ပေါ့နော်အဲ့ဆိုတော့ကပြဖို့လဲဆုံးမယ်မတော်ရင်တခြားလျှက်စစ်အန်တွေလည်းရှိတာပေါ့အဲ့တော့ဒါလေးကလျှက်စစ်နော်ပစ္စည်းကန်လို့ရှင်တာအသေးချာနားမလဲပဲနဲ့မကင်မှုတော့ဒါကျွန်တော်တို့ကလည်းပြောချင်တာပေါ့နော်အဲ့ဒါဟိုလေးကတ်တယ်ကျွန်တော်စမ်းကြည့်နော်ကလေးပြန်တက်ပြီးဆိုတော့ကျွန်တော်တို့ကဒါလေးပြန်ဆမ်းပါဘူးဗျာနော်ဆမ်းမယ်ဆိုတော့ကလေးထိုးပြန်ဆမ်းပေးမယ်နော်ဒီကမှန်ဝိုင်းပေါ့နော်โอเคမောင်းပြီခဏလေးရေထုတ်တာစောင့်မယ်တခါကျော်လုံးလာညက်လိုက်ကျနော်โอเคခဏလေးဟာတော့ကြည့်စောင့်အောင်နော်စောင့်နေဟိုကားရက်တယ်လေအဲ့တော့ဒီမှာဒါမြစ်ပြီးဆိုနော်ဒါလေးကကလဲပြီးပြီးသွားပြီပေါ့ဗျာနော်ပြီးတော့အနေထားကိုစောင့်ကြည့်ပေါ့နော်စောင့်ကြည့်အဆင်ပြေပြီးရက်လိုက်